လိုခံလေဆူတဲ့သားသမီးများကိုဒီဖေမေမြင်ရတဲ့အခါစိတ်ထဲမှာမချမ်းသာအမြဲတမ်းမဟုတ်ခဲ့ရင်တော့ဒီခါတလေသားငါဆုံးလင်းချက်ပေးခဲ့တဲ့အမေကိုမမေ့နဲ့စာဝတ်နေရေးစမပြေနေတိုင်းတော့တဲ့ထွက်ခါနေပူတန်ကြမ်းကြမ်းခံတဲ့ပညာမတတ်ပင်မဲ့ခွန်အားကြီးတဲ့ဒီဖေကြီးကိုသူ့တဲ့ခါပြမချကြပါနဲ့သားသမီးတိုင်းငါတောင်းရှိတယ်ရိုက်တဲ့ခါလေးရှိမဲ့ဒီဖေမေကယူနာတော့the let မမရောက်အောင်သွန်သင်ပေးသူသူများတွေကိုပေါ်ကောင်းတာအမြဲလို့မဟုတ်ပါဘူးနော်ဒီဖေမေလောက်ပဲသူမှမကောင်းနိုင်ဘူး